တို့နိုင်ငံကတော့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဒီလိုသာလုပ်ရင်တော့တို့နိုင်ငံဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်ခုလည်းဖြစ်နေပါပြီလို့မင်းတို့နိုင်ငံကကြတော့ဒီလိုလုပ်နေတဲ့သူတွေကိုတော့မင်းတို့ဆောင်းလျှောက်တယ်ကောင်းလိုက်တာကွာလို့ခဏနေတော့ထမင်းတုပ်တွေလာပေးတယ်စပိန်လိုဟာမျိုးမှာကယ်ရီလိုမှာထမင်းတုပ်တွေတင်ထားပြီးတော့ရုံးဝစ်ဟွာနဲ့ယူနီဖောင်းနဲ့အဲ့ကလေးတွေကလေစကားတွေပါလေပြောလို့ထမင်းတထုပ်ညလဲစားဖို့ထမင်းလို့အဲ့ဒါဘာလုပ်တာလဲဆိုတော့အဲ့ဒါလေဒီကအစီအစဉ်ပဲကွာတယ်အလကားကျွေးတော့မဟုတ်ဘူးကွာတယ်ဒါတော်တော်ဈေးသက်တာလေပြောချင်တာကွာတယ်အဲ့ထမင်းကိုမင်းအဲ့ဆိုင်မှာတော့စားမယ်$9ဆိုရင်ဒါမင်းငါထင်နေတာ$2လောက်ပဲပေးရမယ်ဒါဒီအစီအစဉ် contract ပေးထားတာအသားနဲ့ငါးနဲ့စားလို့ရတဲ့အနေအထားပေါ့ဆိုတော့ထားတော့ကျွန်တော်ပြောချင်တာဒီဆောင်းလျှောက်တယ်ခုနတရားဥပဒေစိုးမိုးမှုကျွန်တော်တကယ်ကြီးပြီးကြတဲ့လာပိုင်းထဲမှာအမှုတစ်ခုဖြစ်တယ်ပတ်စံကိစ္စပါတင်ရာကနန်းပေါ့ဗျာမှားသွားတယ်ကုမ္ပဏီကနေမှားသွားတယ်မှားတော့ကျွန်တော်တကယ်ကြီးနေရာဝိုင်းဆိုပြီးတော့ဇနီးတွေရောပေါ့ဟေးအဲ့ဒါမှားလို့မဖြစ်ဘူးဆိုတော့ပြန်ပြီးပေါ့ဒါပေမဲ့ဟိုကကုမ္ပဏီကမြန်တယ်တရားစွဲလိုက်တယ်တရားစွဲတော့ရဲရလာဖမ်းတယ်ရဲရလာဖမ်းတော့ရဲအကြိုင်ကြီးဖမ်းလို့မရဘူးရဲကဘူးသူရနော်ကလေးတွေမှတ်ထားအောင်ရဲက24နာရီပဲချုပ်ခွင့်ရှိတယ်နော်ရဲ48နာရီချုပ်ခွင့်မရှိဘူးနော်24နာရီတည်းပို့ချုပ်ခြင်းတရားရုံးမှာယမန်ယူရတယ်ရမန်လို့ခေါ်တယ်ဘာမှလို့တော့ယမန်ပေါ့တရားရုံးကခွင့်ပြုမှယမန်ကြီးနှစ်ပတ်ဆို14ရက်နော်ရဲရဲ့တဘာဝအရာ24နာရီတည်းပို့ချုပ်လို့မရဘူးအဲ့တော့ယူလိုက်တော့ယမန်ပေးလိုက်တော့အဲ့ကောင်ချုပ်လိုက်ရောဒါပေမဲ့ဒီမှာပတ်စံပေးပြီးပြီအကိုကြီးအမကြီးမှားသွားတယ်နော်ဒီမှာပတ်စံမှားသွားတဲ့ပတ်စံမှာနော်ကြည်တယ်နော်ထုတ်ပြီဒါပေမဲ့ရဲကိုတိုင်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအမှုကရုံးရောက်သွားတယ်ကျွန်တော်လူရင်းပဲပြောမယ်ဗျာ6လကြာတယ်6လကြာဘာတွေကိုစစ်နေမှလည်းမသိဘူးတယောက်တစ်ယောက်စစ်နေတာဒီမှာကုမ္ပဏီကလည်းကျင်တတ်ပါပြီရတဲ့ပတ်စံလည်းဖြစ်ပါပြီကြည်အေးပါပြီလို့ပြောနေပါရဲ့နဲ့ကိုစစ်နေတာ6လမပြီးဘူးလွယ်အောင်ပဲပြောကြစို့ပမာဏ$300အခက်အခဲရှိလို့ဖြစ်သွားတာမလွယ်ကူလို့လိုအပ်လို့ဖြစ်သွားတာလူရင်းပဲပြောကြစို့$30လောက်လက်ထိုးမှပြီးသွားတယ်အဲ့ဒါတော့မှဥပဒေဆွဲကြလို့ခေါ်တဲ့ဥပဒေဓမ္မတယောက်ကပြောတဲ့စကားကဘာလဲဆိုရင်သူဘာပြောနော်ဟောလက်ခံလဲငင်းနားထောင်ပါဗျသူများအနောက်ဆက်ဖြစ်တယ်လေသူများအနောက်ဆက်ဖြစ်တယ်လေလက်ခံရင်လည်းငင်းနားထောင်သူများအာနာပေါ့ဗျာကျွန်တော်တော့ပြဿနာမရှိပါဘူးကျွန်တော်ပြောပြီးပြန်ပါအဲ့တော့စောတော့ပြောတဲ့$30လောက်လက်ထိုးရတယ်အဲ့ဒါတော့မှဥပဒေသမားဆွဲကြလို့ခေါ်တယ်ခုနပြောတဲ့မြို့နယ်ဥပဒေသမားပြောတဲ့စကား